ရက်30အတွင်းတင့်ကိုတင်အသက်တပံပြန်လဲပုံဖော်ထုစစ်ခြင်းမိတ်ဆက်အပြောင်းလဲဆိုသည်မှာတိုက်ဆိုင်မှုကြောင့်ဖြစ်ပေါ်လာခြင်းမဟုတ်ပါစနစ်တကျရည်ရွယ်ပုံဖော်မှုကြောင့်သာဖြစ်ပေါ်လာခြင်းဖြစ်သည်ဘဝကိုအသက်တပံစံသက်တည်ထွင်မှုတိုင်းသည်ဆုံးဖြတ်ချက်တစ်ခုတည်းနှင့်သာစတင်လေရှိသည်ထိုဆုံးဖြတ်ချက်မှာရခင်ပုံစံအတိုင်းဆက်လက်မနေထိုင်တော့ရန်ဆုံးဖြတ်ခြင်းပင်ဖြစ်သည်လက်တလောတွင်တင်ဘဝသည်တနေရာရာ၌ပိတ်မိနေတယ်လို့ခံစားနေရပါသလားတင်နေစဉ်ဖြတ်တန်းမှုများမှာရင်းငွေပြင်းရည်ပွဲကောင်းနေပါသလားစွမ်းရည်များရုံရော့နေပါသလားသို့မဟုတ်လက်ရှိရှင်သန်မှုထက်ဘုံမိုတာလွန်ကောင်းမွန်သောဘဝတစ်ခုကိုတင်ဖန်တီးနိုင်စွမ်းရှိကြောင်းကိုသိနေပါသလားအမှန်တရားမှာတင်ဘဝကိုပြောင်းလဲပြည့်ရန်တစ်နှစ်ပတ်လုံးအချိန်ယူနေစရာမလိုပါပြီးပြည့်စုံပြီးအချိန်ကောင်းကိုလည်းစောင့်ဆိုင်းနေရန်လိုအပ်ပါတင်ဘဝတဲ့အမှန်တကယ်လိုအပ်ဒီမှာအာယုံစူးစိုက်မှုအပြည့်ရှိမိရက်ပေါင်း30သာဖြစ်သည်တင်ဘဝဥတီချက်ကိုလုံးဝပြောင်းလဲပြည့်ရန်ရက်ပေါင်း30မြစနစ်တကျနဲ့စဉ်ဆက်မပြတ်အားထုတ်ကြိုးပမ်းမှုရှိုံများဖြင့်သာလုံလောက်ပါတယ်ဒီစာအုပ်မှာတင်ကိုတင်အတွင်းစိတ်မှစပြန်ပအထိအတက်တဖန်ပြောင်းလဲနိုင်ရန်ရှင်းလင်းပြတ်သားပြီးတဆင်ချင်းစီလိုက်နာရမည့်လမ်းညွှန်မြေပုံတစ်ခုကိုဖန်တီးပေးထားသည်နောက်ထပ်အခန်းပေါင်း15ခန်းမှာလည်းတင်ဖြစ်လာခြင်းသောလူသားတဦးအဖြစ်မိတို့တတ်မှတ်ရမည်တင်ကိုစွဲဆန့်ထားသည့်အတားအဆီးများကိုမိတို့ဖယ်ရှားရမည်အားကောင်းသောအလေးအကျင့်ကောင်းများကိုမိတို့ပြောထောင်ရမည်နှင့်တက်တာမရှိသည့်တိုင်အောင်ရဲဝင်သောခြေလှမ်းများကိုမိတို့ဖမ်းရမည်ကိုစတင်လေ့လာရမည်ဖြစ်သည်အခန်းတိုင်းသည်တင်ဖြစ်လိုသောအကောင်းဆုံးပုံစံတစ်ခုစီသို့တလန်းချင်းစီနီးကပ်သွားစေရန်လမ်းညွှန်ပေးနိုင်ရန်ဒီဇိုင်းဆွဲထားပါသည်ဤခရီးစဉ်သည်တင်ကိုစိန်ခေါ်ပါလိမ့်မည်တင်ကိုပုံမရုံးကန်လာစေပါလိမ့်မယ်သို့သောတင်သာအပြည့်အဝဂတိကဝတ်ပြုစူးစမ်းမည်ဆိုပါကဤရက်ပေါင်း30ပြီးဆုံးချိန်တွင်တင်အလေးအကျင့်ကိုယုံကြည်မှုနှင့်စိတ်နေစိတ်ထားများတည်တာစွာပြောင်းလဲသွားသည်ကိုမြင်တွေ့ရယုံသာမကတင်ရှေ့မောက်တွင်လုံးဝဆန်းသစ်သောအနာဂတ်တစ်ခုပွင့်လန်းလာမည်ကိုမျက်ဝါးထင်တွေ့မြင်ရပါလိမ့်မည်မနေ့ဖြန်နောက်တစ်ပတ်သို့မဟုတ်နောက်တစ်နှစ်အထိစောင့်ဆိုင်မနေပါနဲ့တင်မဝကိုအသက်ပြင်ဆင်ရမည့်အချိန်သည်ယခုအချိန်ပင်ဖြစ်သည်အသက်ပြင်းပြင်းရှူသွန်းပါစိတ်ကိုရှင်းလင်းထားလိုက်ပါအစင်သက်ပြင်ထားပါအတူတူစတင်လေ့လာကြရအောင်အခန်း1တင်မြည်သူဖြစ်လာခြင်းတည်းလဲဆိုတာကိုဆုံးဖြတ်ပါကြီးမားသောအသွင်ကူးပြောင်းမှုတိုင်းသည်အလွန်အစွမ်းထက်သည့်မိကွန်းတစ်ခုနှင့်စတင်လေရှိသည်တင်ဟာတကယ်ပဲဘလို့လူမျိုးဖြစ်လာကြတာလဲတင်အလေးကျင့်တွေကိုမပြောင်းလဲခင်နေ့စဉ်ဖြတ်တန်းမှုအသက်တွေမဖန်တီးခင်သို့မဟုတ်ပန်းတိုင်းတစ်ခုမချမှတ်ခင်မှာတင်ဟာဘလို့လူသားမျိုးဖြစ်အောင်ကြိုးစားနေတာလဲဆိုတာကိုအရင်ဆုံးအထူးရှင်းလင်းပြသစွာသိရှိထားဖို့လိုအပ်ပါတယ်ဒီလိုရှင်းလင်းပြသမှုမရှိပါကတင်ဟာဘဝတစ်လျှောက်လုံးအတိတ်ပဲမရှိတဲ့အရာတွေလိုက်လံရှာဖွေရင်းလှုပ်ရှုပ်နေမဲ့စိတ်ကျေနပ်မှုမရှိဘဲဖြစ်နေပါလိမ့်မယ်နေ့စဉ်နေ့တိုင်းကျူးစားလောက်ကင်နေပေမဲ့ရှင်းလင်းတဲ့ဥတီချက်မရှိဘဲဥထနေရပါလိမ့်မယ်အဲ့ဒါဟာပြေးဆက်ပေါ်မှာမောဟိုက်နေအောင်ပြေးနေပေမဲ့ဘယ်မှမရောက်တဲ့ခံစားချက်မျိုးဖြစ်နေပါလိမ့်မယ်ခဏလောက်စဉ်းစားကြည့်ပါလူအများစုကသူတို့ဖြစ်ချင်တဲ့စံပြပုံစံကိုဘယ်တော့မှမတတ်မှတ်တတ်ကြပါဘူးသူတို့ဟာမိသားစုတငယ်ချင်းပတ်ဝန်းကျင်နဲ့အဖွဲ့အစည်းရဲ့မျှော်လင့်ချက်တွေနောက်ကိုသာမျောပါရင်ဘဝကိုဖျက်ဆီးနေကြရပါတယ်မချစ်တဲ့အလုပ်တွေကိုလုပ်ကင်ကြတယ်အပျော်တဲ့ဆက်ဆံရေးတွေမှာငြိမ်ခံနေကြတယ်စွမ်းရည်ကိုတစ်ဖြည်းဖြည်းတိုက်စားနေတတ်တဲ့အလေးကျင့်စိုးတွေကိုပဲလက်ခံနေထိုင်ကြပါတယ်မိမိကိုပြန်လဲဆန်းသက်ခြင်းဟာတင့်ကိုတင်နေရောဒါငါဘဝပဲငါဘယ်လိုလူဖြစ်လာမလဲဆိုတာငါကိုယ်တိုင်ရွေးချယ်ခွင့်ရှိတယ်လို့ဖြစ်ပြတသားပြောလိုက်တဲ့အချိန်ကစလို့အစပြုတာဖြစ်ပါတယ်ယခုချိန်ကစပြီးတင်ရဲ့အကောင်းဆုံးသောအနာဂတ်ပုံရိပ်ကိုစိတ်ကူးကြည့်လိုက်ပါရက်30 6လဒါမှမဟုတ်နောက်ထပ်9နှစ်ကြာတဲ့အထိတင်ဘယ်လိုရှိနေမလဲထိုချိန်ကတစ်ပုံစံဘယ်လိုတွေးနေမလဲတခြားသူတွေကိုဘယ်လိုဆက်ဆံမလဲနေ့စဉ်နေ့တိုင်းဘယ်လိုယုံကြည်ချက်မျိုးနဲ့ဆုံးဖြတ်မလဲအတိအကျသတ်မှတ်ပါဖြစ်နိုင်တာကတော့တင်ရဲ့အနာဂတ်ပုံရိပ်ဟာဖီအားတွေကြားမှာတည်ငြိမ်နေသူဝင်သွားတဲ့ပန်းတိုင်းမှာကိုယုံကြည်မှုအပြည့်ရှိသူငွေကြေးပိုင်းအရာလုံခြုံမှုရှိပြီးစွမ်းရည်နေပြေးပွားနေသူဖြစ်ခြင်းဖြစ်ပါလိမ့်မယ်သို့မဟုတ်တင်ရဲ့အမြင်ကလွတ်လပ်မှုကိုယ်စိတ်ကြိုက်ရှင်သန်နိုင်မှုကိုချက်တဲ့အလုပ်ကိုဖန်တီးနိုင်မှုနဲ့တင့်ကိုပုံညံမားစေမဲ့သူတွေနဲ့ပဲဝိုင်းရံထားမှုဖြစ်ခြင်းဖြစ်ပါလိမ့်မယ်တင်ကိုပိုင်အဖြစ်ဖြစ်နေသူ၏မှားယွင်းတဲ့အဖြစ်ဆိုတာမရှိပါဘူးယခုအဲ့ဒါကိုချရေးပါတွေးယုံတင်တွေးမနေပါနဲ့စာရွက်ပေါ်မှာချရေးလိုက်ပါတင်ရဲ့အနာဂတ်မျှော်မှန်းချက်ကိုတင်မျက်စိရှိမှမြင်တွေ့ရတဲ့အခါ၎င်းကပုံလက်တွေ့ကျလာပါတယ်ရိုးရှင်းတဲ့စာကြောင်းလေးတစ်ကြောင်းရေးပါငါဟာကွက်လက်ဖြစ်တဲ့လူတစ်ယောက်ဖြစ်နေပြီပြီးရင်ထိုဘာရှင်းကိုအသေးစိတ်ဖော်ပြပါဒါဟာပြည့်စုံမှုမဟုတ်ပါဘူးလမ်းကြောင်းမှန်ပေါ်ကိုရောက်ရှိဖို့ဖြစ်ပါတယ်ဒါကဘာကြောင့်အရေးကြီးတာလဲဆိုရင်တင်ဘယ်လိုလူဖြစ်ချင်လဲဆိုတာသိတဲ့အခါဆုံးဖြတ်ချက်တိုင်းဟာပုံလွယ်ကူသွားလို့ဖြစ်ပါတယ်ရွေးချယ်မှုတွေဟာမရေမရာဖြစ်မနေတော့ပါဘူး
သင်ဟာကိုဒီအရာကငါရဲ့အနာဂတ်ပုံရိပ်နဲ့ပိုနီးကပ်စေသလားဒါမှမဟုတ်ပိုပြီးဝေးကွာသွားစေသလားလို့မေးမြန်းတတ်လာပါလိမ့်မယ်ဒီရိုးရှင်းတဲ့မေးခွန်းလေးကနောက်ထပ်ရက်ပေါင်း30အတွင်းတင်းလုပ်ရက်တွေကိုလမ်းညွှန်ပေးနိုင်ပါတယ်တင်းရဲ့တာဝန်ကတော့တင်းလုပ်ရက်တွေကိုတင်းအနာဂတ်ရဲ့အမြတ်တိုင်းလိုက်ရောညီထွေးစွာတင်းရဲ့အမြတ်တိုင်းလိုက်ရောညီထွေးဖြစ်အောင်ညှိယူဖို့ဖြစ်ပါတယ်တညာတဲ့နဲ့အရာရာကိုပြောင်းလဲပစ်လို့မရပါဘူးသင်ဖြစ်ချင်တဲ့ပုံစံတိုင်းထင်ဟပ်စေမဲ့သေးငယ်ပြီးစဉ်ဆက်မပြတ်တဲ့ရွေးချယ်မှုတွေကိုစတင်လှုပ်ဆောင်ဖို့ပဲလိုအပ်တာဖြစ်ပါတယ်အနာဂတ်မှာကျမ်းမာခြင်းနဲ့ဆိုရင်ရေများများတောက်တာသို့မဟုတ်နေ့စဉ်လမ်းလျှောက်တာကဲ့သို့သေးငယ်တဲ့အလေးချိန်လေးတစ်ခုကနေစတင်ပါငွေကြေးလွတ်လပ်ခွင့်ရခြင်းနဲ့ဆိုရင်တင်အသုံးစရိတ်တွေကိုစနစ်တကျမှတ်တမ်းတင်ရာကနေစတင်ပါဒီလိုစဉ်ဆက်မပြတ်ရှောက်လန်းတဲ့ခြေလမ်းတွေကအရှိန်ဟုန်ကောင်းတွေကိုဖန်တီးပေးပါလိမ့်မယ်